Hello, guten Tag ဒီနေ့မှာဆိုလို့ရှိရင်เนาะ conjunctive eins ဆိုတဲ့ဒီပေါ့เนาะခေါင်းစဉ်လေးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ conjunctive eins ဆိုတာကဘာလဲပေါ့အဲ့တော့သူက indirect reden ပေါ့เนาะဒီ indirect speech ပေါ့နော်အင်္ဂလိပ်လိုဆိုလို့ရှိရင် သူများပြောတဲ့ဟာကိုကိုကတဆင့်ပြန်ပြောပေးတာကိုစကားမဟုတ်ဘူးသူများစကားကိုပြန်ပြောပေးတာကို conjunctive eins ပုံစံနဲ့သုံးတာဖြစ်ပါတယ် conjunctive စကားကတော့ကိုယ့်ရဲ့ကိုဖြစ်ချင်တဲ့အရာတွေပဲဖြစ်ဖြစ်เนาะအဲ့လိုမျိုးရှိနေချင်လိုက်တာเนาะအဲ့ဒါလေးကိုပိုင်နေချင်လိုက်တာဒါလေးလှုပ်ထားလိုက်ရင်ကောင်းပါပဲကိုယ့်ရဲ့စံဓာတ်တွေကိုပြောတဲ့အခါမှာသုံးရတယ်ပေါ့เนาะအဲ့တော့ conjunctive verb eins ကတော့သူများရဲ့ပြောစကားကိုတဆင့်ပြန်ပြောပေးတဲ့အခါမှာသုံးတယ်အဲ့လိုမျိုးเนาะတဆင့်ပြောပေးတဲ့ဟာတွေကိုပြောတာကိုအရင် level တွေမှာသင်ဘူးတာကတော့ das ဆိုလို့ရှိရင်ရိုးရိုး statement တွေကိုပြန်ပြောပေးတယ်ဆိုရင် das ဘာညာပေါ့ပြီးတော့မေးခွန်းလေးကိုပြန်ပြီးတော့မှ interact အနေနဲ့ပြန်ပြောမယ်ဆိုရင် op ဆိုပြီးတော့မှ op ဆိုတဲ့ conjunction လေးရဲ့အနောက်မှာလိုက်ပြီးတော့ရေးရတာပေါ့ဒီကတော့ verb ကိုပါပုံစံပြောင်းလိုက်တာဖြစ်တယ် conjunctive eins ကိုဆိုလို့ရှိရင်ဒီပေါ့ side tongen ပေါ့နော် side tongen ဆိုတော့သတင်းစာတွေ TV သတင်းအစီအစဉ်တွေမှာပြောလေးရှိတယ်သူဆိုရင်ဒီမှာဆိုရင် das တို့ op တို့ကလည်းသုံးလို့ရတယ်ဒါပေမဲ့သူက privaten bereich ဆိုတော့ private เนาะကိုနဲ့ရင်းနှီးတဲ့လူတွေအချင်းချင်းမှာဆိုရင်ဒါမှမဟုတ်ပါဇက်နဲ့ဒီတိုင်းပြောဆိုနေတဲ့အခါမှာဆိုလို့ရှိရင်เนาะတယောက်နဲ့တယောက် communicate လုပ်တဲ့အခါမှာဆိုရင် das တို့ op တို့ကိုသုံးလို့ရတယ်ဒါပေမဲ့ကိုကရုံးကိစ္စတွေပြောတာပဲဖြစ်ဖြစ်เนาะအဲ့လိုအပေါ်မှာပြောထားသလိုပဲသတင်းတွေကြီးညာတဲ့အခါမှာဆိုလို့ရှိရင်ရင်ကြီးကြီးနဲ့ပြောရတဲ့အခါမှာเนาะသူကformal ကြလေးနဲ့ပြောတဲ့အခါမှာ conjunctive eins ကိုသုံးရတယ် conjunctive eins က formal เนาะဒီ formal ဖြစ်တယ်ပြီးတော့ höflich ရင်ကြီးလေးပုံစံဖြစ်တယ်အဲ့တော့နောက်ကိုဆက်ပြီးတော့မှကြည့်ရအောင်ဆိုတော့ formal သူရဲ့ verb conjugate ပုံစံလေး verb conjugate ပုံစံကိုမပြောခင်မှာဒီပေါ့နော် irregular ဖြစ်တဲ့ပေါ့နော် unregelmäßig ဖြစ်တဲ့ sign နဲ့ haben အကြောင်းကိုပြောပါမယ်Ich sei เนาะ ich bin မဟုတ်တော့ဘူး du seiest เนาะ sei wir seien ihr seiet sie seien ဆိုပြီးဖြစ်သွားပါတယ် haben ကတော့ ich habe ဒါကအရှိက indicate အရင်ကသင်ထားရိုးရိုး tense တွေကိုဆိုလို့ရှိရင်တော့ indicative လို့ခေါ်တယ်အဲ့တော့သူက indicative နဲ့တူတယ် Ich habe du ကတော့ hast မဟုတ်တော့ဘူး du habest habe wir haben ihr habet sie haben ဆိုပြီးတော့မှဖြစ်သွားပါတယ်အဲ့တော့ဒီပေါ် regular verb တွေဒါမှမဟုတ်တခြား verb တွေကိုเนาะ conjugate လုပ်တဲ့အခါမှာလိုအပ်တဲ့เนาะတည်ထားတဲ့ andon လေးတွေပေါ့เนาะမှတ်ထားရမယ် andon လေးတွေကိုပြောထားပေးပါမယ်အဲ့တော့အဲ့လိုမလုပ်ခင်မှာဆိုရင်ခါတိုင်း verb တွေကို conjugate လုပ်သလိုပဲ an လေးတွေကိုဖြုတ်ပြီး stem ကိုယူထားရပါမယ်အဲ့တော့ ich နဲ့စတယ်ဆိုရင်တော့ ich ကိုတော့ andon a အဲ့တော့ gay ဆိုလို့ရှိရင် gay ဒါကတော့ indicative နဲ့တူပါတယ် do ဆိုရင် ast gayest မဟုတ်တော့ဘူး man ဆိုလို့ရှိရင်တော့သူက asc ကိုပြောတာဖြစ်တယ် man ဆိုတာကလူတွေကိုပြောတာပေါ့နော် asc he she it ကိုပြောတာဖြစ်တယ် acs ပေါ့နော်အဲ့တော့ man လို့သူကခြုံပြီးပြောထားတာအဲ့တော့ acs ကိုဆိုလို့ရှိရင်တော့သူက a via ဆိုရင် an ဆိုတော့ indicative နဲ့ပြန်တူသွားပါတယ် e ကတော့ at cz ကတော့ an ပေါ့ ich gehe du gehst sie es gehe wir gehen ihr gehet sie gehen အဲ့တော့နောက်ဆုံးတစ်ချက်အနေနဲ့เนาะသူကဒီသတိထားစရာလေးอ่ะပေါ့เนาะသူက indicative မှာဆိုရင်
နော်ဒီမှာဆိုရင်စာကြောင်းပြန်ပြောတဲ့ပုံစံလေးကိုလည်းတစ်ခါတည်းပြောပြပေးသွားမယ်ပေါ့အဲ့လိုမျိုးသူများပြောတဲ့ဟာလေးတွေကိုပြန်ပြောရမယ်ဆိုရင်အင်္ဂလိပ်မှာဆိုလို့ရှိရင်လည်း she said that ဆိုပြီးတော့ she told me that ဆိုပြီးတော့မှအဲ့လိုမျိုး told ပေါ့နော် tell လို့ say လို့လိုမျိုး verb တွေပြောဆိုတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့เนาะဒီစကားလုံး verb တွေကိုသုံးရတယ်လို့ပဲရှာမန်စာမှာလည်းအဲ့လိုမျိုးပေါ့နော်ဒီသူနဲ့သက်ဆိုင်တဲ့ verb တွေကိုမှန်မှန်ကန်ကန်သုံးပေးဖို့လိုတယ်သူကမဲခွန်းမေးလိုက်တာကိုပြန်ပြောဖို့အတွက်ဆိုလို့ရှိရင်เนาะ fragt ဆိုတဲ့ fragen ဆိုတဲ့ verb ကိုသုံးပေးရမယ်เนาะသူကဒီတိုင်းပြောတဲ့ပြောစကားလေးကိုပဲဆိုလို့ရှိရင်เนาะ sagen လို့เนาะအဲ့လိုမျိုးလေးပြောပြရပါမယ်အဲ့ဒီ verb လေးတွေကိုသက်ဆိုင်ရာအခြေအနေနဲ့လိုက်ပြီးတော့မှသုံးပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကတော့ဒီပေါ့နော် case ပေါ့နော်ဒီတတိထားရမယ့်အချက်လေး indicative မှာဆိုရင် Lisa Zak သူကကြတော့ဒီပေါ့သူကဒီ conjunctive arms ကိုမသိတဲ့လူကเนาะသူပြောလိုက်တာဒါပြောလိုက်တယ်အဲ့လိုမျိုးပေါ့ဒါကတော့နေ့စဉ်မှာသုံးနေတာပေါ့အဲ့တော့ဒီဟာလေးကို conjunctive arms နဲ့ပြန်ပြောင်းကြည့်ကြမယ်အဲ့တော့သူနီးတန်းလေးရဆိုလို့ရှိရင်တော့ထင်ကြမှာပေါ့เนาะ Lisa sagt sie habe keine Zeit ဟုတ်တယ် form ကလည်း A လေးနဲ့ဆုံးတယ် ASC ကလည်း habe ပဲဒါပေမဲ့เนาะဒီမှာဆိုရင်ဒီက harbor ရဲ့နော်အပေါ်က ich habe နဲ့ sie habe indicative က main verb နဲ့ conjunctive eins က main verb ဒီ conjugate လုပ်တဲ့အခါမှာပုံစံတူသွားတယ်ချွတ်စွတ်တူသွားတယ်ဆိုရင်နော် heter ဆိုပြီးတော့မှ conjunctive verb ကိုအစားထိုးသုံးပေးရမှာဖြစ်ပါတယ်ဒါလေးကတော့သတိထားရမယ့်အချက်ပေါ့နော် Wenn indicative und conjunctive eins formen gleich sind benutzt man Konjunktiv 2เนาะ indicative နဲ့ conjunctive eins ရဲ့ form တွေဒီချစ်စွတ်တူသွားပြီဆိုလို့ရှိရင်ဒီမှာ conjunctive 5ကိုအစားထိုးပြီးသုံးပေးရမယ်အဲ့တော့ဒီဟာလေးကိုပြန်ပြီးတော့ပြောကြည့်တဲ့အခါမှာ Lisa sagt sie hätte keine Zeit အဲ့တော့ဒီကြောင်းကမှားတယ်ပေါ့နော် grammar structure ရတော့မှန်တယ်ဆိုပေမဲ့သူက tense ကြီးဒီ form ကလုံးဝတူသွားတဲ့အခါမှာเนาะရောသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒါနဲ့ဘာမှမထူးသလိုဖြစ်သွားတဲ့အတွက်ကြောင့်မလို့เนาะသူကဒီလိုလေးပြောင်းပေးရမှာပေါ့เนาะဒါကတော့ဒီတတိထားမဲ့အချက်ကလေးဖြစ်ပါတယ်အဲ့တော့ဒီနေ့ရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးပဲပေါ့နော်ဒီနားလည်သွားမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ် Tschüss auf Wiedersehen